မမွေးလေးနဲ့အရန်ကိုစားကောင်းတဲ့အမေဦးဆုံးကချင်ချက်လေးလှုပ်စားကြရအောင်နော်အခုဒါအမေဦးဆုံးကချင်ချက်ဖို့ပြင်ဆင်နေတာပါချက်တောင်ချက်ရတဲ့ဘွားရမ်းမွေးနေပြီဝါမွေးလွန်းလို့စားတောင်စားချင်လာတယ်ကဲဒီလိုမွေးလေးနဲ့အရန်စားကောင်းတဲ့အမေဦးဆုံးကချင်ချက်လေးကိုအန်တီနဲ့အတူတူချက်စားကြည့်ကြရအောင်နော်ကျမတို့ US မှာရောင်းတဲ့ဦးတွေလေအစိမ့်မရောင်းဘူးသူတို့လှုပ်တဲ့အချိန်မှာရင်နှွေးနေနေလေးဖြောထားလိုက်တယ်ထင်တယ်ကြည့်ရတာအဲ့လိုမျိုးပဲရှိတယ်ဆိုတော့အဲ့လိုမျိုးဝယ်ပြီးမှတန်ရှင်းယူတာပေါ့နော်ဒါတော့ချက်သွန်ဖြူငရုတ်ကောင်းဂျင်းငရုတ်တီဒါမဲ့လင်ချင်ဖတ်ခုဒါရီထည့်ပြီးမှနေမယ်နော်ဒါတော့ဖေဖေရွက်ကလာနန်နန်ကျမတို့ကချင်ပြည်နယ်ဘက်ကလူတွေကြတော့ကလာနန်နန်လို့ခေါ်ပါတယ်ပြီးရင်ပြင်စိန်ကခြံထဲနဲ့ခူထားတာလတ်ဆက်ဆက်ပဲဒီမှာခူပဲခူပြီးမှဆေးထားတာအရန်ကိုလာပြင်စိန်ဒါရီကိုနှုတ်ဆင်းထည့်မယ်ကဲအလုံးတုံးထားပါပြီဒီအမေဥစုံတွေကိုကြတော့ကျမဘယ်လိုဆေးယူလဲဆိုရင်ခြာလကာရေထဲတယ်စားနဲ့ခြာလကာရေနဲ့အချိန်အခါနေပြီးမှပုတ်ဆေးပေးပြီးမှခဏလေးတိတ်ထားတယ်ပြီးရင်ဆမ်မုတ်ထဲပြီးမှအားလုံးတမအောင်ပြန်နေပြီးကျမနာရီဝက်လောက်နှတ်ထားပြီးမှအားလုံးဆေးကြောတန်းစင်ယူတယ်အဲ့လိုမျိုးဆေးလိုက်တဲ့အခါဆိုရင်လုံးဝညီစော်မနန်ဘူးเนาะဒါမဟုတ်လို့ရှင်ဟိုရီကလေညီစော်အရန်နန်တယ်ဆန်မုံရှိရင်ဂျုံမုံနဲ့လည်းရတယ်เนาะအတုံးတွေကလည်းအကြီးတုံးထားပေးတယ်ဒီမှာခုတော့အစပလာထိချရအောင်เนาะအဲ့ဒါဖေရွက်ကလာနန်ပြင်စေးအဲ့ဒါလေးကိုနှုတ်ဆင်းထားတာပါဒါငရုတ်တီဒီဒါမက်လင်ချင်းဖာတော့ချက်သွန်ဖြူဒါတော့ဂျင်းထောင်းထိထားတာဒါတော့ပြုတ်ကောင်းကိုလော်ပြီးထောင်းထားတာစားထည့်မယ် QC နည်းနည်းထည့်မယ်နော် QC ကတော့ကြိုက်တဲ့လူထည့်စားနော်မကြိုက်ရင်မထည့်နဲ့နော်ပူစားကောင်းအောင်ကျမရောင်းမှာမလို့ပူစားကောင်းအောင်ကျမက QC ထည့်ထားပါတယ်ချုံမုတ်ကလည်းကြိုက်တဲ့လူထည့်စားပါကျမကတော့ချုံမုတ်မထည့်တဲ့အတွက်ကြောင့်မလို့ QC ကိုများလေးထည့်ထားပါတယ်ပြီးရင်ဒါတော့ကချင်ဟင်းခတ်အမွေးအကြိုင်စနအနည်းငယ်ထည့်မယ်နော်အယောင်တင်နည်းနည်းလေးထည့်ပါတယ်ကချင်ချက်စုပေမဲ့ရောင်းတော့မလို့အယောင်တော့လာရမယ်ဒီနော်အဲ့ဒါကြောင့်မလို့ထည့်ထားတာပါကြိုက်တဲ့လူတွေထည့်စားပါမကြိုက်တဲ့လူတွေကတော့မထည့်ပါနဲ့နော်ကချင်ဟင်းခတ်မွေးအကြိုင်နေဒီလိုမျိုးများလေးထည့်ပြီးမှအရပါရနေမယ်အသားသေးကိုအရတာကြီးစိတ်ဝင်သွားအောင်နေမယ်နေပြီးမှနာရီဝက်တနာရီလောက်နှတ်ထားမယ်နှတ်ထားပြီးမှပဲချက်ရအောင်နော်အဲ့ခါကျမှအသားသေးကိုအရတာတွေအားလုံးစိတ်ဝင်ပြီးမှအရန်ကိုစားကောင်းတယ်အဲ့ဒီအချိန်မှအရန်စားကောင်းအခုချက်ဆိုရင်စားမကောင်းဘူးအရတာအသားသေးကိုအရတာမဝင်ဘူးဟုတ်စင်းနေလေးထည့်မယ်စီကဲနေမယ်ဝေးလွန်းလို့စားတောင်စားချင်လာတယ်ခုနနတ်ထားတဲ့အသားတွေကိုရေတစ်စက်မှမထည့်သေးဘဲနဲ့ရင်ချက်ယူရအောင်နော်သူစီရအရေတွေထွက်ကုန်မှပဲကျမတို့ရင်နွေးနည်းနည်းလေးပြန်အပ်ပြီးမှအသားတွေနူးဤတဲ့အထိပြန်လှုပ်ယူရအောင်နော်ကဲအဖုံပြီးချက်ထားတော့မယ်မီးရှိန်အေးလေးနဲ့အရင်ချက်ရအောင်နော်ဒါမှမဟုတ်လို့ရှင်ဦးဖြင်ကတ်မှာဆိုးရင်ရပါတယ်ဒီလိုအသားထဲအရေးကြီးထွက်လာပြီဆိုရင်ကျမတို့ရင်နွေးထည့်ပေးရအောင်နော်ရင်နွေးကိုလေဘယ်လောက်ထည့်ပေးရဒီလိုမျိုးရင်နွေးထည့်ထားပြီးမှအသားရင်းနည်းနည်းလေး
စားလို့ကောင်းတဲ့အနေအထားရောက်ပြီဆိုတာကျမတို့မီးပိတ်မယ်နော်ဟောအုပ်ပြီးချက်ထားတော့မယ်ကဲဒီအနေအထားဆိုရင်ကျမတို့မီးပိတ်လို့ရပါပြီဒီမှာပူမွေးအောင်ပေါ့နော်ကျမတို့ကချင်ဟင်းခမွေးအကြိုင်မဂရမ်နည်းနည်းလေးထည့်လိုက်မယ်အပေါ်မှာမဂရမ်ထည့်ပြီးပြန်မွေးပေးမယ်ဒါဆိုရင်မီးပိတ်ပြီးမှချစားလို့ရပါပြီဒီမှာမွေးတလားမမေးနဲ့အရန်ကိုစားကောင်းတဲ့အမေဦးဆုံးကချင်ဟင်းချက်လေးပါလောက်စားချစ်ချရအောင်နော်ချစ်ဆုံးလို့ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်